ဒီနေ့တော့ကျွန်တော်ရဲ့ snare drum CMC snare drum မှာevent skin တစ်လေးထည့်မှာဖြစ်ပါတယ် event တစ်စိတ်တွေက quality တော်တော်လေးကောင်းတဲ့တစ်စိတ်ဖြစ်ပါတယ်သူရဲ့ skin သားတွေရောအထူပါတယ် CMC snare တွေပါတဲ့ thumb frame ကထူပါတယ် steel အစစ်ဖြစ်ပါတယ်တော်လေးကောင်းတယ်โอเคတပ်ပါပြီအတန်ကာလာချိန်တော့မယ်ဆိုရင်သူရဲ့အရစ်တစ်ခုနဲ့တစ်ခုကငြိမ်ရမှာဖြစ်ပါတယ်သူကအရစ်မငြိမ်ရင်တော့အတန်ကာလာတွေကချိန်ရတာခက်ပါတယ်အခု CMC snare တွေမှာပါတဲ့အရစ်က10ခုရှိပါတယ်16ပေါ့နော်10ခုဆိုတော့ကိုချိန်နေတဲ့ကာလာ mid high low စိတ်ချက်အသေးစိတ်ကောင်းကောင်းလေးချိန်ရလို့ရပါတယ်โอเคပြီးပါပြီဟိုတော့စမ်းပါမယ်အတန်ကာလာကိုကြိုက်တဲ့ကာလာထပ်ပြီဆိုတော့အဆင်ပြေပါပြီโอเคပါခုဒီ CMC snare က Thai မိတ်ဖြစ်ပါတယ် Thai တွေမှာက CMC တစ်စိတ်ကတော်တော်လေးနာမည်ကြီးတဲ့ brand ဖြစ်ပါတယ် CMC snare တွေက weight ရောတော်လေးရှိပါတယ်နောက်ဗီဒီယိုတွေမှာလည်း tom တွေကိုချိန်တဲ့ဗီဒီယိုတွေတင်ပေးသွားဖြစ်ပါတယ် like and follow လေးလုပ်ပေးသွားကြပါဦး